We often pray for God to change our circumstances, but are we willing to let Him change us first? ကျွန်တော်တို့ဟာအခြေအနေတွေပြောင်းလဲဖို့ဖျားသခင်စီမှာမကြာခဏဆုတောင်းနေရှိကြတယ်။ဒါပေမဲ့ဖျားသခင်ကကျွန်တော်တို့ကိုယ်တိုင်ကိုအရင်ဆုံးပြောင်းလဲပေးဖို့ရောကျွန်တော်တို့စီမှာအစဉ်သင့်ဖြစ်ပြီလား။မင်္ဂလာပါ KM 242မှကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။ကျွန်တော်ရဲ့အသက်တာပြောင်းလဲကြီးထွားဖို့အတွက်အင်္ဂလိပ်စကားလုံး၅လုံးဖြစ်တဲ့ environment exposure equip experience evaluation ဆိုတဲ့ဒီ၅လုံးအကြောင်းထဲမှာပထမလေးလုံးဖြစ်တဲ့ environment exposure equip experience အကြောင်းတွေကိုကျွန်တော်အတူတူကလေ့လာစဉ်းစားခဲ့ပြီးဖြစ်ပါတယ်အခုနောက်ဆုံးဖြစ်တဲ့ပြန်လည်သုံးသပ်ခြင်းဆန်းစစ်အကဲဖြတ်ခြင်းဆိုတဲ့ evaluation ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဆက်လက်အတူတူကစဉ်းစားကြမှာဖြစ်ပါတယ်တုံ့တန်ကျမ်းအခန်းကြီး4အငယ်26 29ကဒီလိုပြောပါတယ်တင်သွားရလမ်းကိုစူးစမ်း၍သွားလေရာရာ၌တည်ကြည်ခြင်းရှိစေလောလက်ရဘက်လက်ဝဲဘက်သို့မတိမ်မလွယ်နှင့်ဒုစရိုက်ပြရလမ်းကိုရှောင်လော evaluation ဆိုတဲ့ဆန်းစစ်ကဲဖြတ်ခြင်းဒါမှမဟုတ်ပြန်လည်လေ့လာသုံးသပ်ခြင်းဆိုတဲ့အကြောင်းအရာကကျွန်တော်တို့လူတွေအတွက်ကျွန်တော်ရဲ့အသက်တာအတွက်အင်မတန်မှပဲအရေးကြီးပါတယ်။ဘာဖြစ်လို့ဆိုတော့ကိုသွားတဲ့လမ်းကကိုပြောတဲ့အရာတွေကိုလုပ်နေတဲ့အရာတွေကိုစဉ်းစားနေတဲ့အရာတွေကိုယုံကြည်ခံယူထားတဲ့အရာတွေဟာတကယ်ပဲဖခင်ရဲ့အလိုတော်နဲ့ညီသလားမညီဘူးလားဖခင်ရဲ့တမန်တရားနဲ့ညီသလားမညီဘူးလားဖခင်ရဲ့တမန်တရားနဲ့အလိုတော်ဖြစ်တဲ့ကျွန်တော်တို့ထားတဲ့ရင်မချက်ပန်းတိုင်ကျွန်တော်ရဲ့mission vision ပေါ့နော်ကျွန်တော်တို့မြင်ချင်တဲ့ကျွန်တော်ရဲ့ရည်ရွယ်ချက်ပန်းတိုင်နဲ့ကန့်ညီသလားမကန့်ညီဘူးလားကျွန်တော်လုပ်တဲ့အရာတွေကကျွန်တော်တို့ထားရှိတဲ့ဒီရင်မှန်းချက်ပန်းတိုင်ကိုဒီဇိုင်းမှတ်ရောက်ဖို့အတွက်အထောက်အကူဖြစ်နေလားဒါမှမဟုတ်ကျွန်တော်တို့စဉ်းစားတဲ့အရာတွေကျွန်တော်တို့လုပ်တဲ့အရာတွေကျွန်တော်တို့ဆုံးဖြတ်ချက်ချလိုက်တဲ့အရာတွေကဒီနေ့ကိုသွားမဲ့ဥတီချက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေလားဒါမှမဟုတ်လမ်းလွဲနေလားဘေးကိုချော်တော့မှုတ်ပြီးမှသွားနေလားဆိုတဲ့အရာတွေကိုဆန်းစစ်အကဲဖြတ်ခြင်းကအင်တန်မှပဲအရေးကြီးပါတယ်ကျွန်တော်တို့ဒီအတိုင်းပဲဘာမှမစင်ချင်မသုံးတတ်ပဲလုံမြဲလုံနေတဲ့အရာကိုပဲဆက်ပြီးလုပ်နေမယ်ဆိုရင်တော့ကျွန်တော်တို့ကတော်တော်လေးကိုလမ်းချော်သွားပြီးတော့မှကိုသွားချင်တဲ့ကိုမြင်ချင်တဲ့ဖခင်အလိုတော်ရှိတဲ့အသက်တာဖခင်ကျွန်တော်တို့အတွက်ထားရှိတဲ့ရေမှန်းချက်ပန်းတိုင်တွေကိုကျွန်တော်ဘယ်လိုနည်းနဲ့မှရောက်ရှိအောင်သွားနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာပထမဤဖြစ်တဲ့ environment ကိုယ့်ရဲ့ပတ်ဝန်းကျင်အခြေအနေကိုဟာဘယ်ပတ်ဝန်းကျင်အခြေအနေမှာရောက်ရှိနေတယ်လဲဒီပတ်ဝန်းကျင်အခြေအနေကိုလိုအပ်တယ်လဲဆိုတာကိုပြန်လည်သုံးသပ်ဖို့ရှေ့ကသင်ခန်းစာတွေမှာလည်းကျွန်တော်တို့ကြားခဲ့ပြီးဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့အတွေးအမြင်အသစ်တွေခံယူချက်အသစ်တွေရရှိဖို့ကျွန်တော်တို့ဘယ်လိုဖန်တီးရယူနေလဲကျွန်တော်တို့စူးစမ်းပြီးတော့မှဘယ်လိုလမ်းကြောင်းတွေထွင်ပြီးတော့မှလိုက်ရှာယူနေတယ်လေအမြင်သစ်တွေအတွေးသစ်တွေရရှိဖို့ကြိုးစားနေလေအဲ့ဒီတစ်ဖက်မှာကျွန်တော်တို့ကဘယ်လိုကျွမ်းကျင်မှုတွေ
ဘယ်လိုနီးပညာတွေဘယ်လိုလက်နက်တစားတွေကျွန်တော်တို့တက်တာထဲမှာတက်ဆင်ရမလဲဆိုတဲ့အကြောင်းအရာကိုလည်းဘယ်လိုလေ့လာသင်ယူရမလဲဆိုတဲ့တတိယ E ဖြစ်တဲ့equip ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့အတူတူကလေ့လာခဲ့ပြီးဖြစ်တယ်ပြီးတော့ဒီအရာတွေပေါ်မှာလက်တွေ့ကြကြလှုပ်ဆောင်ခြင်းအပြင်အသက်ရှင်ခြင်းအပြင်ကျွန်တော်တို့တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေကိုရရှိဖို့ဆိုပြီးတော့မှစတုတ္ထ E ဖြစ်တဲ့ experience ဆိုတဲ့သင်ခန်းစာကိုလည်းကျွန်တော်တို့အတူတူကလေ့လာခဲ့ပြီးဖြစ်တယ်။ဒါကြောင့်ဒီနောက်ဆုံး E ဖြစ်တဲ့ evaluation စမ်းစစ်အကဲဖြတ်ခြင်းဒါမှမဟုတ်ပြန်လည်လေ့လာသုံးသပ်ခြင်းဆိုတဲ့ဒီသင်ခန်းစာကကျွန်တော်ရဲ့အသက်တာကိုကျွန်တော်တို့အမှန်တကယ်ပြောင်းလဲတိုးတက်ခြင်းတဲ့ကျွန်တော်ရဲ့ဆန္ဒကိုသူကကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မိမိတို့ရဲ့အသက်တာထဲမှာရှိကဤငါးလုံးရဲ့အခြေအနေတွေဖြစ်တဲ့ environment exposure equip experience ဆိုတဲ့အကြောင်းအရာတွေကိုပြီးသွားတဲ့အခါမှာနောက်ဆုံး E ဖြစ်တဲ့စမ်းစစ်အကဲဖြတ်ခြင်း evaluation ပြန်လည်သုံးသပ်ခြင်းဆိုတဲ့အရာကိုကျွန်တော်ကအချိန်ယူပြီးတော့မှလေ့လာဆင်ခြင်စမ်းစစ်အကဲဖြတ်ပြီးတော့မှဘယ်နေရာမှာအားနည်းချက်ရှိလဲဘယ်လိုပြုပြင်ပြောင်းလဲရမလဲဘယ်နေရာမှာကျွန်တော်တို့လမ်းကြောင်းမတည့်ဘဲနဲ့ဘေးချုံနေလဲဒါတွေကိုကျွန်တော်တို့ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့အချက်တွေကိုတည်တည်ချာချာစဉ်းစားပြီးတော့မှပြန်လဲတဲ့မှတ်ပြီးရှေ့ဆက်မိမိတို့ထားတဲ့ရေမှန်းချက်ပန်းတိုင်ရောက်အောင်ဒီဤငါးလုံးကိုဆက်ပြီးတော့မှတပတ်ပြီးတပတ်လေပတ်ပြီးမှလှုပ်ဆောင်သွားမယ်ဆိုရင်ကျွန်တော်တို့အသက်တာအမှန်တကယ်ပြောင်းလဲပြီးကြီးထွားတိုးတက်လာမယ်ကျွန်တော်တို့မြင်ချင်တဲ့ယူပါယုံပန်းတိုင်ကိုအေကံအမှန်ရောက်ရှိသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အသက်တာပြောင်းလဲကြီးထွားဖို့အတွက်မိမိတို့ထားရှိတဲ့ရေမှန်းချက်ပန်းတိုင်တွေကိုရောက်ရှိပြည့်စုံသွားဖို့အတွက်ဤငါးလုံးဖြစ်တဲ့သင်ခန်းစာတွေကိုကျွန်တော်တို့အတူတူကလေ့လာခဲ့ပြီးဖြစ်တယ်။ဒါကြောင့်ဒီဤငါးလုံးဖြစ်တဲ့ environment သင်ခန်းစာ exposure သင်ခန်းစာ equip သင်ခန်းစာ experience သင်ခန်းစာနဲ့အခုနောက်ဆုံး evaluation သင်ခန်းစာတွေကိုကျွန်တော်တို့အတူတူကလေ့လာပြီးတဲ့အခါမှာတကယ်ပဲလက်တွေ့လှုပ်ဆောင်ဖို့အရေးကြီးပါတယ်။ဒါကြောင့်ဒီလက်တွေ့လှုပ်ဆောင်ဖို့ကျွန်တော်တို့လက်တွေ့ကြတဲ့မိဂွန်း၃ခုကိုပြန်လည်ဖြည့်ဆို့ပြီးလက်တွေ့လုပ်ဖို့ဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1မိဂွန်းကတော့ဤငါးလုံးသင်ခန်းစာအပြင်ဘုရားခင်သင်ကိုဗာပြောနေလဲဘုရားခင်ပြောတာကိုသင်ကြားရင်ဘယ်လိုနာခံအသက်ရှင်မလဲပြီးရင်တတိယမိဂုံးကတော့သင်နာခံအသက်ရှင်တယ်လို့သင်လက်တွေ့လှုပ်ဆောင်တယ်လို့ဒီဤငါးလုံးသင်ခန်းစာနဲ့သင်လက်တွေ့လှုပ်ဆောင်တဲ့အကြောင်းအရာတွေကိုဘယ်သူကိုလက်ဆင့်ကမ်းဝင်ကပြောပြမလဲဆိုတဲ့အရာကိုတည်တည်ချာချာစဉ်းစားပြီးလက်တွေ့လုပ်မယ်ဆိုရင်သင်ကိုယ်တိုင်လက်တွေ့အကျိုးရှိတဲ့မှာကအခြားသောသူတွေကိုပါသင်ဟာကူညီအစီခံနိုင်သောသူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ဖျားရှင်ကောင်းကြီးပေးပါစေ။